ရှိဒီနယူဒေါ်လာရေးမှာပြည်တွင်းရရောပြည်ပရောပြင်ပန်းနေကြပြီကျွန်တော်တို့ချင်းလန်းချင်းပြည်လွတ်မြောက်ဖို့အတွက်သာမခက်ခဲတော့ဘူးချင်းပြည်ချင်းလန်းတစ်ခုတည်းလွတ်မြောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့မှာလိုအပ်ချက်အားနည်းသွားပြီ95%လွတ်မြောက်နေပါပြီ95%အမှန်တကယ်ချင်းပြည်ချင်းလန်းလွတ်မြောက်စေချင်တယ်လေလားဒီတိုင်းပဲအကြောင်းအမျိုးမျိုးကြောင့်မီဇိုရမ်မှာစစ်ရှောင်နေရတဲ့သူတွေအိမ်ပြန်ဖို့အတွက်ကျွန်တော်တို့ဝိုင်းဝန်းကြိုးစားရအောင်တရားဝတောင်တရားဝမြောက်မဟုတ်ပဲနဲ့တစုထဲတစီထဲနဲ့ကျွန်တော်တို့ကြိုးစားရင်ခဏလေးပါကျွန်တော်တို့ပြည်သူတို့ရဲ့ဒုက္ခတွေကိုကျွန်တော်တို့ပြန်ပြီးမှငဲ့ညာကြရအောင်အာနာလူထိုင်ခုံလူနေုံနဲ့ချင်းပြည်ချင်းလန်းလွတ်မြောက်မှာမဟုတ်ဘူးတစုထဲတစီထဲနဲ့ဆိုရင်ကျွန်တော်တို့ရဲ့အဓိကပုံရန်တူတိုက်ထုတ်ဖို့မခက်ခဲပါဘူးဒီတိုင်းပဲနိုင်ငံတကာမှာရှိတဲ့ပြည်သူတွေပြည်တွင်းမှာရှိတဲ့ပြည်သူတွေပြင်ပနေကြပါပြီကြိုးစားကြရအောင်စုစီနဲ့ကြိုးစားကြရအောင်ဒီတိုင်းပဲCC တို့ CB တို့အခု CNC တို့နဲ့ပတ်သက်လာရင်အမှန်တကယ်လုံနေတဲ့အမှန်တကယ်ကြိုးစားနေတဲ့လူတွေစုစည်းဖို့လွယ်လေးပါအမှန်တကယ်မလုပ်အမှန်တကယ်မကြိုးစားနိုင်ငံတကာမှာရှိတဲ့တစ်ဖက်က lobby တွေရဲ့လုပ်ရက်တွေကြောင့်ကျွန်တော်တို့ဒီနေ့ဒီအခြေအနေထိရောက်သွားရတယ်လို့ပဲကျွန်တော်တော့သုံးသပ်ထားတယ်ကျွန်တော်တို့ချင်းတွေရဲ့အဓိကအားနည်းချက်တစ်ခုကိုယ်တိုင်ဝင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်မရှိဘူးသူများလုပ်တာပြီးရနေထိုင်ပြီးမှအပြစ်ရှာနေတယ်မှားကွက်ရှာနေတဲ့လူတွေကပုံများနေတယ်ဘယ်သူမဆိုမှားကွက်ပဲထိုင်ပြီးမှလိုက်ကြည့်နေရင်အမှားကင်းတဲ့လူဆိုတာလောကမှာမရှိဘူးပြည့်စုံတဲ့လူဆိုတာသခင်ယေရှုပဲရှိပါတယ်ကိုယ်တိုင်မလုပ်သူများလုပ်တာပြီးရနေထိုင်မှအမှားပဲရှာနေတယ်လိုက်ထောက်ပြနေတယ်ကိုယ်တိုင်ကြတော့မလုပ်ဘူးအမှန်တကယ်ချင်းတွေစေယုံစေချင်ရင်တဆုထဲဖြစ်စေချင်ရင်အဲ့ဒီ lobby တွေကိုယ်တိုင်ရဲ့ငင်းချမ်းရေးသမားတွေကိုယ်တိုင်ရဲ့မြေပြင်မှာဆင်းလာမှခမရတို့ဥဆောင်ပေးပါခမရတို့နောက်ကျွန်တော်တို့လိုက်မယ်ဥဆောင်ပေးပါနောက်လိုက်ကောင်းပိတစီရမယ်နောက်လိုက်ကောင်းပိတစီရမယ်မြေပြင်လဲမလားနိုင်ငံတကာနေဝေဖန်ထောက်ပြအမှားမှန်တမျှလိုက်ထောက်ပြလိုက်ဝေဖန်လိုက်သုံးသပ်ခမရတို့စုစည်းပါခမရတို့ပေါင်းစည်းပါအစတနေတော့လွယ်လေးပဲအစတနေပြောရတာတော့လွယ်လေးပဲအဲ့လိုပြောနေတဲ့လူတွေကိုယ်တိုင်ဟာချင်းပြည်ချင်းလန်းမြန်မာပြည်အတွက်ဘာလို့ဆောင်ဘူးပြီလဲကိုယ်တိုင်လာခဲ့ပါကိုယ်တိုင်လာဥဆောင်ပါပညာတတ်ချင်းတွေအများကြီးနိုင်ငံတကာမှာရှိကြပါတယ်ဒီတိုင်းပဲနောက်တစ်ခုကျွန်တော်မဖြစ်မနေကြငတ်ပြောချင်တယ် Generation Z လူငယ်တွေကျွန်တော်တို့အမှန်တကယ်လွတ်မြောက်ချင်သလား
ဒီစစ်ကျွန်းဘဝနေကျွန်တော်တို့အမှန်တကယ်လွတ်မြောက်ခြင်းသလားခိုင်ပြီးမှ online ပေါ်မှာအတင်းဖြင်းပြောဆယ်လီတွေကိုပဲကြည့် TikTok တွေပဲကြည့်နေတဲ့လူတွေလာခဲ့ပါခမရတို့ကျွန်တော်တို့အမှန်တကယ်တိုက်မှဒီသက္ကစဟာအမှန်တကယ်ပြုတ်သွားမယ်လေလှိုင်းပေါ်ကတိုက်နေုံနဲ့ဒီစစ်ကောင်စီစကားစားပြုတ်လာမှာမဟုတ်ဘူး online ပေါ်မှာတိုက်နေုံနဲ့စကားစားအမြင့်ပြတ်ပြုတ်မှာမဟုတ်ဘူးလူငယ်အများစုကျွန်တော်စီရောက်လာတဲ့စစ်သုံးပန်းတွေကိုမိကြည့်တယ်ကျွန်တော်တို့အတင်းအဓမ္မစစ်ကောင်စီကစစ်သားစုဆောင်လို့ပါလာခဲ့ရတာပါမှန်ပါတယ်2023လို့လောက်ကနေမှစစ်ကောင်စီတပ်သားဖြစ်လာတဲ့လူတွေကိုပိုင်နံပါတ်နဲ့တချို့ဆိုတစ်နှစ်ကျော်တချို့ဆိုတစ်နှစ်မပြီးဘူးဟုတ်ပြီခမရတို့အတင်းအဓမ္မစုဆောင်လို့ခမရတို့အခုစစ်ကောင်စီဖက်သားနေတိုက်ရတဲ့ပြည်သူတပ်မတော်ကကွယ်တပ်မတော်တွေနဲ့တွေ့မှမျက်နှာငယ်ငယ်လေးနဲ့ကျွန်တော်တို့အဖမ်းခံရတာမှာမင်းနိုင်လို့ပေါက်လို့ကျွန်တော်ဝင်ရတာပါမဝင်ချင်းခမရတို့တော်လိုင်းဖက်မှာပူပေါင်းပါကျွန်တော်တို့ရှိမောက်ခမရတို့လက်မြောက်လာတဲ့အချိန်မှာမှကျွန်တော်ကဘလူကြောင့်ဝင်ရတာပါညာလူကြောင့်ဝင်ရတာပါဆိုတဲ့စကားခမရတို့ပြောတော့လက်ဖန်နိုင်เสียတိတ်မရှိဘူးကွာလို့နှလန်းပဲရှိတယ်စစ်ကောင်စီကိုအပြုတ်တိုက်မလားဒါမှမဟုတ်စစ်ကောင်စီဖက်ပါမလားတိုက်လဲမတိုက်ဖာတိဖာတာနီအကြောင်းအမျိုးမျိုးပြမိသားစုအကြောင်းပြစာဝတ်နေရေးအကြောင်းပြဒီတော်လှန်ရေးတက်တန်းရှိသွားရင်ပူပြီးမှသင်ဒုက္ခပူမှခံရမယ်မဖြစ်အောင်ဆိုရင်ကျွန်တော်တို့အမှန်တကယ်ဝိုင်းဝန်းကြိုးစားရအောင်လူငယ်တွေကိုကျွန်တော်လက်ကမ်းတယ်ခေါ်တယ်ကြိုးဆိုတယ်ခမရတို့ရှိထွက်ကြပါကျွန်တော်တို့တွေအသက်ကြီးပြီးမှဒီတော်လှန်ရေးလုပ်နေရတာဒီတော်လှန်ရေးအောင်မြင်သွားရင်အမှန်တကယ်အကျိုးခံစားရမှာပညာတတ်တွေနိုင်ငံရေးသမားတွေနဲ့ဒီလူငယ်ပြည်တွင်းမှာရှိတဲ့စစ်ကောင်စီအောက်ကလက်ရှိလက်ချစ်တစ်ခရိုနေတွေပြည်သူရဲ့တန်ခတ်မှုခံရမယ်စစ်ကောင်စီလဲကိုဒေါ်လာရေးအားစုလဲကိုငေပေးမှကိုမိသားစုဝန်စာအတွက်ပဲကိုချမ်းသာဖို့အတွက်ပဲတခုပဲကြည်နေကြတဲ့ဖြစ်တဲ့ခရိုနေတွေလဲခမရတို့ရက်တန်ကရက်တော့ပြည်သူတရားစင်ရေးခမရတို့ခံရမယ်လက်ရှိကလေးမှာလေရင်ကြီးကျယ်ဘုံကျဲနိုင်တဲ့လေရင်စီတွေကနေတေယူပြီးတဲ့အဖွဲတွေဒီတိုင်းပဲချင်းပြင်းနဲ့ဟာခါမှာအတွက်လေရင်စီတဲပြီးနေတဲ့အဖွဲတွေကျွန်တော်တို့သိပါတယ်တစ်ဖက်သားဒေါ်လာရေးတို့ရောမဆူဆလောက်လေးကိုငယ်တစ်ဖက်သားစစ်ကောင်စီအတွက်အလုံးလုံးပြီးနေမှကိုကျူးရှာနေတဲ့သူတွေလည်းရက်တက်ကရက်ကြပါတော့ခမရတို့တဲပြီးနေတဲ့လေရင်စီတွေဟာအပြစ်မဲ့ပြည်သူတွေရဲ့အသက်ကိုချွေနေတယ်ခမရတို့ပြည်သူရဲ့တန်ခတ်မှုခံရမယ်ဆိုတာလေးကိုကျွန်တော်နောက်ဆုံးအနေနဲ့ပြောကြားလိုတဲ့ကျေးဇူးတင်တယ်